ဒူးနာခါနာအစစ်မြစ်ကြိုက်ခဲလို့လှုပ်ရှားရတာခက်ခဲနေတဲ့မိတ်ဆွေတို့အတွက်သတင်းကောင်းတစ်ခုရှိပါတယ်အိမ်မှာအလွယ်တကူရနိုင်တဲ့ရုံးပရိသီးလေးကလူတိုင်းမသိသေးတဲ့အံ့ဩစရာဆေးဖက်ဝင်အကျိုးကျေးဇူးတွေရှိနေပါတယ်ဗျဘာကြောင့်ရုံးပရိသီးကအစစ်မြစ်နာတာကိုတတ်တာစေတာလဲဆိုတော့သူ့မှာပါတဲ့ချွဲပြပြအစေးဓာတ်ကြောင့်ပါဒီအစေးဓာတ်ဟာခန္ဓာကိုယ်အတွင်းအယိုးအစစ်တွေကြားကချောစီတစ်ခုအနေနဲ့လှုပ်ဆောင်ပေးတဲ့အတွက်ပုတ်တိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့နာကျင်မှုကိုတိတိတတ်တာစေပါတယ်ဒါဒီမကသေးပဲကယ်လ်ဆီယမ်နဲ့ဗီတာမင်တွေကျွဲဝလို့အစစ်မြစ်တွေကိုအားဖြည့်ပေးသလိုစီးကြိုဖို့ထိန်းညှိပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကိုပါလျော့နီးစေပါတယ်ကိုဝန်ဆောင်မိခင်တွေအတွက်လည်း folate တက်ကျွဲဝလို့တရေသားဖွံ့ဖြိုးမှုအတွက်အထူးကောင်းမွန်ပါတယ်အာဟာရဓာတ်တွေကိုအပြည့်အဝဆုံးရရှိစေဖို့ဆိုရင်တော့ပြုတ်ပြီးတိုးစားတဲ့နည်းကအလွယ်ကူဆုံးနဲ့အကောင်းဆုံးပါပဲနောက်ထပ်ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့ရုံးပရိသီးကိုအပိုင်းပိုင်းလီပြီးရေထဲမှာတညစိန်ထားပါနောက်တစ်နေ့မနက်မှာအဲ့ဒီရေကိုတောက်သုံးပေးခြင်းကစီးကြိုကိုထိန်းညှိဖို့အတွက်အလွန်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့ရောရုံးပရိသီးကိုဘယ်လိုနည်းလမ်းတွေနဲ့ချက်ပြုတ်စားသုံးကြလဲဗျရုံးပရိသီးရဲ့အကျိုးကျေးဇူးတွေကိုဘယ်လိုခံစားရလဲဆိုတာမိတ်ဆွေတို့ရဲ့အတွေ့အကြုံလေးတွေကို comment အောက်မှာရေးခဲ့ကြပါဦးစိုက်ပျိုးရေးနဲ့သီးနှံပင်တွေရဲ့ဆေးဖက်ဝင်အကြောင်းတွေကိုဆက်လက်သိရှိဖို့အတွက်ဒီဗီဒီယိုလေးကို like နဲ့ share လုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျအဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်